Recap ဖုန်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်ကားကတော့2022ခုနှစ်ကထွက်ရှိခဲ့တဲ့ Action သိပ္ပံဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Black Panther: Wakanda Forever ပဲဖြစ်ပါတယ်။ဇလန်အစမှာဝါကန်ဒါရဲ့ဘုရင်ရှောလာဟာကုသမရတဲ့ယောဂဝေဒနာကိုပြင်းထန်စွာခံစားနေရပါတယ်။သူ့ရဲ့ညီမဖြစ်သူရှူရာကတော့ဝမ်းကွဲအကူဖြုံးမောင်မျိုးဖြစ်စီခဲ့တဲ့နှလုံးပုံစံတစ်ဥတွေကိုတက်ခွဲခန်းထဲမှာအသေးအတန်ပြန်လည်ဖော်ဆက်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့သူမရဲ့အစနစ်ကလေးက6ရက်အခြေအနေဆိုးရွားလာပြီဖြစ်ကြောင်းအသိပေးလာပြီးနောက်ဆုံးမှာတော့သူမရဲ့မိခင်ရမ်မန်ဒါကရှော့ဆုံးပါသွားပြီဖြစ်ကြောင်းလာရောက်ပြောပြခဲ့ပါတယ်။တနိုင်ငံလုံးကလည်းသူတို့ရဲ့ဘုရင်ကိုနှုတ်ဆက်တဲ့ဇာပနအခမ်းအနားကိုကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြပါတယ်။ရှော့ဆုံးပါပြီးတစ်နှစ်အကြာမှာတော့မိခင်ဖြစ်သူရမ်မန်ဒါကဝါကန်ဒါကိုအုပ်ချုပ်နေပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတွေကဝါကန်ဒါရဲ့ဗိုက်ဘရီနီယန်တွေကိုလိုချင်တက်မှတ်နေကြပြီးဝါကန်ဒါတခွဲကန်းကိုဝင်ရောက်စီးနင်းခဲ့ပေမဲ့ဝါကန်ဒါစစ်တီတွေရဲ့ဟန်တာမှုကိုခံခဲ့ရပါတယ်။ကုလသမဂ္ဂအစည်းအဝေးမှာလည်းခူရင်ရမ်မန်ဒါကဝါကန်ဒါဟာအားနည်းမသွားကြောင်းနဲ့ဗိုက်ဘရီနီယန်ကိုဘယ်သူ့ကိုမှပေးမှာမဟုတ်ကြောင်းပြပြတသားကြေညာခဲ့ပါတယ်။အမေရိကန်ရှာဖွေရေးအဖွဲ့ဟာပင်လယ်ရေအောက်မှာဗိုက်ဘရီနီယန်တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့ကိုအပြာရောင်သားရေရှိတဲ့လူသားနဲ့တူတဲ့တရဝါတွေကတိုက်ခိုက်ခဲ့ပြီးတင်မောပေါ်ကလူအားလုံးတေဆုံးသွားခဲ့ပါတယ်။အားလုံးကဒါဟာဝါကန်ဒါရဲ့လက်ချက်လို့ထင်နေကြပါတယ်။ရှော့အဆုံးပါခြင်းတစ်နှစ်ပြည့်မှာတော့ရှီရိုင်နဲ့ရာမန်ဒါတို့မြေကမ်းနားမှာရှိနေစဉ်ရေအောက်နိုင်ငံထားလောက်ခံရဲ့ဘရင်နဲမောပေါ်လာပါတယ်။သူကဗိုက်ဘရီနီယန်ရှာဖွေတဲ့စက်ကိုတီထွင်ခဲ့တဲ့သိပ္ပံပညာရှင်ကိုရှာပေးဖို့နဲ့မရှာပေးရင်ဝါကန်ဒါကိုဖျက်ဆီးပစ်မယ်လို့ချိန်ချောက်သွားပါတယ်။ရှီရိုင်နဲ့ General Locoy တို့ဟာအမေရိကန်ကိုတွားရောက်ပြီးအဲ့ဒီစက်ကိုတီထွင်သူဟာအသက်19နှစ်အရွယ်မိကျောင်းသူလေးရာရယ်ဝီလျံဖြစ်နေတာကိုသိလိုက်ရပါတယ်။ဖပတ်ရဲ့လိုက်လံဖမ်းဆီးမှုနဲ့နဲမရဲ့စစ်တီတွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်ရှီရာနဲ့ရာရယ်တို့ကိုထားလောက်ကန်စစ်တီတွေကဖမ်းဆီးပြီးရေအောက်နိုင်ငံကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒီကိစ္စကြောင့်ခွင်းရမဒကအုတ်ခွဲကိုယာဒူးကနေထုတ်ပယ်လိုက်ပြီးဟေတီမှာအခြေချနေထိုင်နေတဲ့နေကီယာကိုရှီရဲကိုတွားရောက်ကယ်တင်ဖို့အကူအညီတောင်းခဲ့ပါတယ်။ရေအောက်မှာနဲမကရှီရာကိုသူတို့ရဲ့တမိုင်းကြောင်းကိုပြောပြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း450ကစပိန်ကျူးကျော်သူတွေကြောင့်သူတို့ဘိုးဘွားတွေဟာထူးခြားတဲ့ဆေးမြစ်တစ်မျိုးကိုတောက်ပြီးရေအောက်မှာနေထိုင်နိုင်တဲ့တရဝါတွေဖြစ်လာခဲ့တာပါ။နမကတော့မမွေးဖွားခင်ကတည်းကအဲ့ဒီဆေးအာနိသင်ရထားတာကြောင့်ရေထဲရောကုန်းပေါ်မှာပါနေနိုင်တဲ့ထူးခြားအင်အားရှိသူဖြစ်နေပါတယ်။သူကကုန်းပေါ်ကကဘာကြီးကိုတိုက်ခိုက်ဖို့ရှီရာကိုအဖော်ညှိပေမဲ့ရှီရာကလက်မခံပါဘူး။နောက်ပိုင်းမှာနေကီယာကရှီရိုင်နဲ့ရရာကိုတွားရောက်ကယ်တင်ခဲ့ပေမဲ့အဲ့ဒီဖြစ်စဉ်မှာထားဝက်ကအဆောက်တချို့တေဆုံးသွားတာကြောင့်နေမာကဒေါသထွက်ပြီးဝါကန်ဒါကိုတိုက်ခိုက်ပါတော့တယ်။နေမွေရဲ့တိုက်ခိုက်မှုကြောင့်ဝါကန်ဒါမျိုးတော်ပျက်စီးခဲ့ရပြီးရရာကိုကယ်တင်ရင်းခွင်းရမန်ဒါဆုံးပါသွားခဲ့ပါတယ်။မိခင်ကိုဆုံးရှုံးလိုက်ရတဲ့ရှီရီဟာဝမ်းနည်းမှုထက်လက်စားချီလိုစိတ်တွေပြင်းထန်လာပါတယ်။သူမဟာနေမပေးခဲ့တဲ့ဆေးမြင့်နဲ့တခြားရဲ့နာကိုပေါင်းဆက်ပြီးနှလုံးပုံစံတစ်ဦးကိုအောင်မြင်စွာပြန်လည်ဖော်ဆက်နိုင်ခဲ့ပါတယ်။ဆေးကိုတောက်လိုက်တဲ့အခါရှီရီဟာသူမရဲ့ဝမ်းကွဲအကူဖြုံမောင်ဒနဲ့စိတ်အာရုံထဲမှာတွေ့ဆုံခဲ့ပါတယ်။ဖြုံမောင်ဒကသူမရဲ့လက်စားချီလူစိတ်ကိုလှုံ့ဆော်ပေးခဲ့ပြီးရှီရီဟာအစွမ်းထက်တဲ့ Black Panther အဖြစ်နိုးထလာခဲ့ပါတယ်။ရှီရိုင်နဲ့ရရိုင်တို့ဟာနဲမော်ရဲ့အားနည်းချက်ကရေတက်ခန်းချောက်ခြင်းဖြစ်ကြောင်းသိသွားပြီးသူ့ကိုကုန်းပေါ်ကိုညှခေါ်ဖို့စီစဉ်ပါတယ်။ကန်နာရတဲ့ကတိုက်ပွဲမှာရှီရာနဲ့နဲမော်တို့အပြင်းထန်တိုက်ခိုက်ကြပါတယ်။ရှီရာကနဲမော်ကိုတတ်တော့မဲ့အချိန်မှာသူမရဲ့မိခင်ရိုင်မန်ဒရဲ့စိတ်ဝိညာဉ်ကရန်မျိုးတွေကိုဆွန့်လွတ်ဖို့တတိပေးခဲ့တာကြောင့်နဲမော်ကိုအသက်ချမ်းသာခွင့်ပေးပြီးဝါကန်ဒါနဲ့မဟာမိတ်ဖွဲ့ဖို့သဘောတူညီမှုရယူခဲ့ပါတယ်။ဝါကန်ဒါမှာဘရင်တစ်အဖြစ်ဘေကျူကနန်းတက်ဖို့ပြင်ဆင်နေချိန်မှာရှီရိုက်ကတော့ဟေတီကိုတွားရောက်ပြီးသူမရဲ့ဝတ်စုံကိုမီရှုကအကိုဖြစ်သူနဲ့မိခင်ဖြစ်သူကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့ပါတယ်။အဲ့ဒီမှာနေကီယာကရှီရိုက်ကို6ရက်ရဲ့တာလီတာဆန်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ရှီရီဟာသူမရဲ့အကိုဖြစ်သူရဲ့သွေးမင်းဆက်ကြန့်ရှိနေသေးတာကိုသိလိုက်ရပြီးကြည်နူးစွာနဲ့ဇလန်းကပြီးဆုံးသွားပါတယ်။ Wakanda Forever ရဲ့ဇလန်းအချင်းကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်စကားကောင်းတွေမှာပြန်တွေ့ကြမယ်